ုန်းတွေရဲ့ line ဆွဲအားကောင်းတာမကောင်းတာဘာနဲ့ဆိုင်လဲဘယ်လိုပိုကောင်းအောင်လုပ်လို့ရလဲ Okay TBH ရှောက်ကနေကြိုးဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ review တွေလုပ်တဲ့အခါမှာအများနဲ့ခြံထားခဲ့ရတဲ့ဖုန်းတစ်လုံးရဲ့ line ဆွဲအားကောင်းမကောင်းဆိုတဲ့အကြောင်းရယ်ဘာဖြစ်လို့ကျွန်တော်တို့အဲ့ဒါကိုစမ်းပြလို့မရတာလဲဆိုတာကိုပြောပြမယ်ဖုန်းတစ်လုံးမှာ line ဆွဲအားကောင်းတာမကောင်းတာကိုအဓိကဆုံးဖြတ်တာသူ့မှာပါတဲ့ antenna အရင်ခေတ်ကကလုတ်ဖုန်းတွေမှာ radio လိုမျိုးအထုပ်အသွင်းလုပ်လို့ရတဲ့ antenna အကြီးကြီးတွေပါတော့မှတ်မိကြလိမ့်မယ်ထင်တယ်အခုခေတ် smartphone တွေမှာတော့အဲ့ဒါတွေကထည့်လို့မရတော့ဘူးမရတော့ဘူးဆိုတာထက်လူတွေက design လှဖို့သိမလားတေးသေးလေးဖြစ်ဖို့ compact ဖြစ်ဖို့အဲ့လိုမျိုးတွေကို phone manufacturer တွေကထည့်စဉ်းစားလို့မထည့်တော့တာ wireless phone signal တွေကတတ်မှတ်ထားတဲ့ frequency range အတွင်းမှာအလုပ်လုပ်တယ် 2G ဆိုလို့ရှိရင်900 MHz ကနေ1800 MHz 3G ဆိုလို့ရှိရင်1900 MHz ကနေ2200 MHz အစရှိသဖြင့်ပေါ့နော် frequency range ပုံများလေ data ပမာဏပုံများများကိုအချိန်တိုတိုနဲ့ပို့ပေးနိုင်လေပဲပြဿနာကအဲ့ဒီ frequency signal တွေကကျွန်တော်တို့ဖုန်းတွေစီကိုအမြဲတမ်းအဆင်ပြေပြေချောချောမွေ့မွေ့ရောက်နေတာမျိုးမဟုတ်ဘူးကိုရောက်နေတဲ့ cellular tower တိုင်နဲ့ကိုကဝေးနေလို့ပဲဖြစ်ဖြစ်ဂျားထဲမှာတစ်ပင်တွေတို့တိုက်အမြင့်ကြီးတွေတို့တခြား signal ကိုအနှောက်အယှက်ဖြစ်စေနိုင်တဲ့ဒီလျှက်စစ်ပစ္စည်းတွေတို့အဲ့လိုမျိုးတွေရှိနေတယ်ဆိုလို့ရှိရင်ဖုန်းလိုင်းအားမကောင်းဘူးဆိုတာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့လို့ဘလောက်ပဲ flagship device တွေဝယ်သုံးနယ်ဘက်ကတချို့နေရာတွေမှာ line ဆွဲအားမကောင်းဘူးဆိုတာမျိုးတွေဖြစ်နေတာအဲ့ဒါမျိုးကကြတော့ operator တွေကိုဗျာ tower တိုင်းတွေခက်စိတ်စိတ်လုပ်ပေးဖို့တောင်းဆိုရုံကလွဲပြီးတော့ဘာမှလုပ်လို့မရဘူးဖုန်းရဲ့ design နဲ့ antenna ထားတဲ့နေရာကလည်းသူက signal quality ပေါ်မှာတက်ရောက်မှုရှိတယ် line ဆွဲအားကိုတက်ရောက်မှုရှိတယ်ပေါ့နော်ပုံမှန်အားဖြင့် antenna တွေကိုအပြင်မှာထားတဲ့ဖုန်းတွေကအထဲမှာထားတဲ့ဟာတွေတက် line ဆွဲအားပိုကောင်းတယ်တချို့ဖုန်းတွေမှာသုံးတဲ့ metal ဒါမှမဟုတ် glass လိုမျိုး material တွေကဒီ signal ကိုအတားအဆီးဖြစ်တာမျိုးဖြစ်နိုင်တဲ့အတွက် line ဆွဲအားတိတ်မကောင်းတော့တာမျိုးဖြစ်နိုင်တယ်ဥပမာအဲ့လိုဖြစ်မှာဆိုလို့ iPhone 6 ကနေပြီးတော့ Apple ကဖုန်းတွေကိုဒီ radio signal တွေကိုအဆင်ပြေပြေထုတ်လွှတ်နိုင်မှုအဆင်ပြေပြေလက်ခံနိုင်မှု antenna line တွေကိုအပြင်မှာထည့်လာတာမျိုးတွေကိုတွေ့ရတယ်ဖုန်းကုမ္ပဏီတွေကို antenna နဲ့ပတ်သက်ပြီးတော့ quality ဘယ်လောက်ကောင်းပါတယ်ဆိုတာမျိုးကြေညာဖို့ဥပဒေနဲ့သတ်မှတ်ထားတာမျိုးမရှိဘူးဆိုတော့ specs မှာတော့မှ 3G 4G support လုပ်ပါတယ်ဆိုတာလောက်ပဲရေးရတယ်ဘာအမျိုးအစားသုံးပြီးတော့ဘာတွေဖော်ပြထားပါတယ်ဘာတွေထည့်ထားပါတယ်ဆိုပြီးတော့ဘယ်သူမှမပြောကြဘူး research တွေအရတော့ mobile radiation ဒီ SAR value နဲ့ line ဆွဲအားကြားထဲမှာဆက်နွယ်မှုရှိတယ် mobile radiation SAR value များလေလေ mobile antenna တွေရဲ့ quality ကညံ့လေလေပဲလို့တွေ့ရတယ်လောရီအရာဒီ manufacturer တွေက SAR value ကိုတော့မဖြစ်မနေဖော်ပြတာဖြစ်တဲ့အတွက် SAR value နဲ့ချိန်ပြီးတော့ကိုယ့်ရဲ့ phone antenna quality ကိုအကြမ်းမြင့်သိနိုင်တယ်အဲ့ဒီအတွက်ကို smartphone review website မှာ ranking လုပ်ပေးထားတာရှိတယ်ကိုယ့်ဖုန်းဒါမှမဟုတ်ကိုယ်ဝယ်မဲ့ဖုန်းက antenna quality ကောင်းမကောင်းသိချင်တယ်ဆိုရင်အဲ့ဒီ website မှာသွားကြည့်လို့ရတယ် comment မှာကျွန်တော်တို့ link လေးထည့်ပေးထားမယ်